Challenge is winning it. Beach. Oh, Challenge. It's my language. Main subject is that. Hey, this language. Why you like to do? One ball. One ball. မြန်မာပြည်ကိုခြေဆက်လာတဲ့အိုနာနာတငယ်ချင်းမန်ချက်စတာယူနိုက်တက်အသင်းကိုသမားအိုနာနာရဲ့တငယ်ချင်းဖြစ်တဲ့ကင်မရွန်ကိုသမားတူမြန်မာပြည်ရောက်နေပါတယ်။ဒီနှစ်မှာမြန်မာ National League နှစ်ကိုပျော်ရမ်းလိချန်ပီယံဖြစ်ပြီးတန်းတက်လာတဲ့ရန်ကုန် Royal အသင်းကိုသမားပါ။သူကလည်းကင်မရွန်ကိုသမားတူပဲဖြစ်ပြီးအိုနာနဲ့တမျိုးတည်းသားတငယ်ချင်းလည်းဖြစ်ပါတယ်။ My name is Leopold Kandia. ကျွန်တော်နာမည်ကလီပိုးပါ။ကင်မရွန်ကလာပါတယ်။အသက်ကတော့30ပါ။အခုလက်ရှိရန်ကုန် Royal FC မှာကစားနေပါတယ် December 1995. So I'm almost 30 years old. I'm a goalkeeper for Yangon Royals. I play with him in national team on the. ကျွန်တော်အိုနာနာနဲ့ U23 လက်ရွေးစင်အသင်းမှာအတူကစားခဲ့ပူပါတယ်ကျွန်တော်အမြင်ရတော့အိုနာနာကအရန်ကောင်းတဲ့ကိုယ်သမားပါဒါကကျွန်တော်အမြင်သက်သက်ပါကမ္ဘာ့ဆင့်ကစားသမားတူလို့ဆိုချင်ပါတယ် He's one of the best in the world because he have very good confidence when he's playing. ဒီပိုးကမြန်မာနိုင်ငံကိုဘောလုံးကစားမယ်ဆိုပြီးရောက်လာတာမျိုးတော့မဟုတ်ပါဘူးမျက်စိလည်းလမ်းမလာတဲ့သဘောမျိုးပါတန်ဇန်နီးယားနဲ့ကင်မရွန်ကလပ်တွေမှာကစားခဲ့ပူတဲ့လီပိုးတယောက်ဗီယက်နမ်မှာဘောလုံးကစားဖို့ထွက်လာရကနေမမျှော်လင့်မဲ့မြန်မာကလပ်ကိုရောက်လာတာပါလီပိုးဟာကျင်းပနေတဲ့ MNL League ကပ်မှာနှစ်ပွဲပဲကစားရသေးပေမဲ့နှစ်ပွဲစလုံး clean sheet ရထားပါတယ်ပြီးတော့အိုနာနာနဲ့တူတာကြောင့်မြန်မာဘောလုံးပရိသတ်ကအိုနာနာလို့ခေါ်နေကြပါတယ်သူကတော့ဒီလိုအနိုင်ခံရလို့ပျော်ရွှင်ရသလိုမြန်မာနိုင်ငံမှာလည်းပျော်ရွှင်နေပြီလို့ဆိုပါတယ် I play in Cameroon. Yes I play 6 clubs. ကျွန်တော်ကင်မရွန်နဲ့ဇမ်ဘီယာကလပ်တင်6သင်းလောက်မှာကစားဖို့ပါတယ် Play 2 clubs. ဇမ်ဘီယာကနေ VNN ကိုကစားဖို့လာခဲ့တယ်ပြဿနာတချို့ကြောင့်ကျွန်တော် VNN မှာမကစားဖြစ်ခဲ့ဘူးကျွန်တော်အေဂျင့်ကမြန်မာမှာကစားမလားလို့မေးလို့ဒီကိုရောက်လာတာပါ That's why my agent got me here. Yeah. Oh, I'm feel happy because ကျွန်တော်ကမြန်မာပရိသတ်တွေကအိုနာနာလို့ခေါ်ကြတာအရန်ပျော်ပါတယ်မြန်မာနိုင်ငံမှာကျွန်တော်ပျော်နေပါပြီအခုဆိုကျွန်တော်ဒုတိယအိမ်လိုတော့ဖြစ်နေပြီအသင်းနဲ့တူအောင်မြင်အောင်ကြိုးစားသွားမယ်ပရိသတ်တွေကိုအားပေးဖို့ပြောချင်ပါတယ် go to internet and check, see everything. I say, oh, it's a good team. I can go and show. မြန်မာ National League မှာနိုင်ငံခြားသားကိုသမားတွေအောင်မြင်တတ်ပြီးဒီပိုးလည်းရန်ကုန် Royal အသင်းနဲ့တူအောင်မြင်မလားဆိုတာကတော့ပြောဖို့စောပါသေးတယ်ဒါပေမဲ့သူ့ပုံရိပ်ကြောင့်အခုဆိုရင်အသင်းသစ်ရန်ကုန် Royal ကိုပရိသတ်စိတ်ဝင်စားနေကြပါပြီမြန်မာပြည်အိုနာနာရဲ့ပုံရိပ်ကြောင့်ဒီနှစ်မြန်မာလိကိုပရိသတ်စိတ်ဝင်စားမှုမြင့်တက်လာပြီးဒီပိုးရဲ့မြန်မာပြည်ခီးစဉ်ကကာလကြာရှည်နိုင်တယ်လို့သုံးသပ်မိပါတယ်